အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် Rudolph the Force ထဲ Stonewake's pickaxe ဆိုတဲ့ pickaxe လေးတွားယူမှာဖြစ်ပါတယ်ဆိုတော့ let's go ခုကျွန်တော်တို့ပတ်စံလေးနည်းနည်းထပ်ရအောင် Sensei Moroshi ကနည်းနည်း quest လေးတွားလို့ရမှာ哦 Thank you I don't even want to have at this moment လေအဲ့ဆိုရင်ကျွန်တော်တို့ portal ကြီးတွားယူမှာတည်းဆိုတော့ let's go broခုတော့ကျွန်တော်တို့ဒီ research ဆိုတဲ့ NPC ရှိရောက်ပါပြီစကားပြောလိုက်ပါမယ် Oh Moro စယူတဲ့ဟီတဲ့ very well တဲ့ take this portal too တဲ့ with it you can tear open gateways to distant island တဲ့ use it wisely portal are not toys thank you so much bro you got a new item portal okay forgotten ကြီးနဲ့တွားရမယ်ကွာဒီ portal လေးအပြင်မှာချလိုက်မယ်ပေါ်တယ်ဒီမှာချပြီးတော့နှိမ့်လိုက်မယ်ပြီးတော့ပေါ်တယ်ရဲ့စကောင်ကိုကျန်းနေရโอเคဟိုတော့ forgotten kingdom ကိုတီးပြီးပါမယ်တယ်လီပေါ့โอเคတီးပြီးနေရဆိုတော့တော်မိုက်လောက်ပါရဲ့ forgotten kingdom ကသူများရေဆော့ကျင်းတာအားတောင်ကြာတယ်ဒါပေမဲ့အခုကျွန်တော်ကောက်ကိုသွားရတာဆိုတော့ပျော်ကြကြီးဒီ loading interfaces တဲ့loading interfaces loading animation အကြတယ်ကွာ okay ရပြီကွာ share ကြီးတွေ okay ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုလိုက်ရမှာတည်းဆိုတော့အဲ့ဒါလေးကိုလိုက်ရမှာဆိုတော့အဲ့ဒါလေးကိုလိုက်ခင်မယ်ကွာရောက်ကြီးဟမ်းသွားတယ်တော့အိုးပိကဗီကို show လိုက်အောင်တော်ကြီးကျန်းတာပဲမိုက်လိုက်တာကွာโอเคSensei Moroshi တော့စကားပြောရမှာတယ်နောက်တဲ့ Sensei Moro ကအဲ့မှာတဲ့အိုးအေးတွေ့ပြီ Sensei Moro တဲ့ Okay Sensei ကျွန်တော် quest လေးပေးပါဦး Hello traveler if I'm not fooled you are familiar with this island I can understand it Luckily for you, there's someone who's very familiar with it there. Knowing every crevice, every strand of grass that grows there. Okay. He wouldn't talk to you normally, so I will help you this time. Sensei Moro, take this verse to Captain Rure and say it was from Sensei Moro. Let's start. Come visit me back when you do it. New quest, new island. So ခုနကတော့ဒါမှအဲ့ဒါလေးကိုလိုက်ရမှာတယ်နော် Okay လိုက်ဝါတကယ်ဆိုရင်ကျွန်တော်အဲ့ Stonewake pickaxe ဝယ်ဖို့ပတ်စံတော့လောက်တယ်ဒါပေမဲ့ဒီလိုအဲ့ Sensei Moro ရဲ့ခွက်စီသွားလို့လိုက်ပါအောင်မယ်သွားโอเคအဲ့ဒါမဟုတ်ပါဘူးအိုက်ဇာအဲ့ဒါရကပတင်ရူဝမ်နဲ့ဟိုမှာအဲ့လေမင်္ဂလာပါကပတင်ရူဝမ်ကြီးမင်္ဂလာပါ Quest completed you carry yourself well let's see if you can handle the caves there အဲ့လေ I'm in the middle of preparation what is it there I'm ready to serve you, Captain Mo. No? Good, we could use another set of hands then. The undead have been slipping out of the cave more often. Oh, skeleton rogues raid our outskirts whenever patrol rotate and it's weighing us down. Take out 10 skeleton rogues, come back when you're done with your first duty, soldier. Okay, Captain. Okay ပတ်စံတော့လောက်တယ်ရအောင်ပတ်စံ900တော့ပြည့်တော့မယ်ငါတို့ကခုနက Stone Pick က3000ကျော်လောက်ပဲလို့ပါလေ900ပြည့်အောင်လုပ်လိုက်ပါဦးမယ် Skeleton Rope ခုနလေဓာတ်ခွေးရမယ် Pick ကစီနဲ့တက်လို့မရဘူးဓာတ်ရောငါလည်းတက်လဲနေပြီequal လိုက်ပြီဆိုတော့ကျွန်တော် skeleton rope တွေတော့ချလို့ရပြီ skeleton rope တွေဘယ်နားမှာလဲလား Oh my god bro
ဟေ့လာစမ်းဟေ့တူပြီးဝိုင်းရောက်ဟာရဆိုအော်ဘာလဲဟာမင်းတို့ရလဲကွာစားပြီကွာငါနိုင်တော့နိုင်မအောင်လားမသိဘူးအဲ့ဒါရတော့တော်တော်ဆိုးတယ်ဟာအခုဘယ်လိုလုပ်ရမလဲကွာမနိုင်လောက်ဘူးလို့အဲ့ဒါတော်တော်ဆိုးနေပြီစကလီတင်နေရတယ်ဘယ်လိုလုပ်ရမလဲတားကြီးငါလည်းမသိတော့ငါအခုဒီတိုင်းပဲပက်ကစတန်းလေးပဲတွားဝယ်လိုက်ရမှာဟာလည်းကောင်းပါပဲထပ်သွားကြည့်မယ်လေထပ်သွားချောင်းမရရင်တော့ငါလည်းမသိတော့โอเคမင်းတို့စကလီတင်နေလာရင်လာရခိုင်းတီးပေးလိုက်မယ်လာโอ้ยဖြောက်ကြားနေရောငါတေးရမယ်လို့ bro ဟောင်းဖြည်းမရဘူးလို့ Pickers ပဲသွားဝယ်တော့မယ်ကွာစားပြီ Pickers ပဲသွားဝယ်တော့မယ်စကလီတင်နေဘာညာရင်ငါမလုပ်တော့တော်တော်ဆိုးနေပြီ Okay Stoneway Cross ပြန်သွားမယ်ကွာ Stoneway Cross TP Teleporting Okayဆိုတော့ခုတော့တလီပေါ်နေပြီတော့ Okay အရင်ဆုံးဝေါ်ပြန်ရောက်ပါပြီဆိုတော့ Okay သွားမယ် shift floor လေးဖွင့်ပြင်းမယ်ပြင်းနေကြတော့မရောက်ကွာဘာဖြစ်တာလဲမသိဒီကောင် Pickers ရမတန်တော့ဘူးလို့Platinum Pickers ဆိုရင်အဲ့လောက် Mind Power လည်းအဲ့လောက်မရှိဘူးအဲ့ဒါ9000တော့မတန်ဘူးကွာအဲ့ကြောင့် Pro တို့ရေအဲ့ဒါတွေတွားဝယ်ဖို့ကြိုးစားနေရဆိုရင်မဝယ်ပါနဲ့ဝတ်စားလေးနည်းနည်းလေးထပ်ဆူပြီးတော့မှပဲချက်ဟာဝယ်ပြီးတော့မှပဲနည်းနည်း high level ဖြစ်တော့မှပဲ Arcane Pickers ဆိုတွားဝယ်အားကြောက်လိုက်တာကျွန်တော်က Uranium Pickers အကြိုက်ဆုံးဘာလို့လဲမသိဘူးဒီတိုင်းပဲကြိုက်တာ Okay Stoneway Pickaxe တဲ့ဝယ်ကြမယ်ကွာဝယ်ပြီ Yes Okay ဝယ်လိုက်ပြီကွာ Stoneway Pickaxe ရပါပြီကျန်ပါပြီ Forgotten Kina နဲ့အကြောက်တုံးတွေကိုတေချာမိုင်းလို့ရပြီဒါမဲ့ပေဆော့ကောတွေတော့မိုင်းလို့မရဘူးပေဆော့ rock တွေပဲရတယ်ဒါမဲ့လေတော်တော်ကောင်းပါတယ်မိုက်ပြီဟဲ့ဆိုတော့ဒီလိုဗီဒီယိုလေးကိုကြိုက်ပြီးဆက်လို့ရှင်နေဆိုရင် like and subscribe လုပ်ပေးပါ peace